လူသားသမိုင်းအပိုင်း16စက်မှုတော်လှန်ရေးကစီးပွားရေးကိုတင်မကပဲလူမှုအဖွဲ့အစည်းကိုပါလုံးဝပြောင်းလဲပစ်ခဲ့တာပါအရင်တုန်းကမိသားစုဆိုတာလူတစ်ယောက်ရဲ့အရာရာဖြစ်ခဲ့ပါတယ်ရဲဗန်ဆေးရုံအားလုံးဟာမိသားစုပါပဲရန်ဖြစ်ရင်ဦးလေးစီသွားမယ်နေမကောင်းရင်အမေကကူပေးမယ်ပေါ့ဒါပေမဲ့ဒီနေ့ခေတ်မှာတော့နိုင်ငံနဲ့ဈေးကွက်ကအဲ့ဒီတာဝန်တွေကိုဝင်ရောက်ယူလိုက်ကြပါပြီပတ်စံလို့ရင်အကိုစီမသွားပဲဘန်ကိုသွားတယ်ရန်ဖြစ်ရင်ဦးလေးကိုမတိုင်ပဲရဲစခန်းကိုသွားကြပါတော့တယ်နိုင်ငံကလူတဦးချင်းစီကိုမိသားစုစကားနားထောင်เสียရမလိုဘူးငါတို့ကာကွယ်ပေးမယ်လို့ကတိပေးခဲ့တယ်ဒီလိုနဲ့လူသားတွေဟာမိသားစုတန်ရောစင်တွေကင်းလွတ်ပြီးလွတ်လပ်တဲ့တတိပုဂ္ဂလတွေဖြစ်လာကြပါတော့တယ်ကျွန်တော်တို့လွတ်လပ်လာပေမဲ့အထီးကျန်ဆန်လာကြပါတယ်